လူနဲ့တရိတ်ဆန်ဒီတတဝါနှစ်ခုကြားမှာဘယ်သူမှကြော်ဖြတ်လို့မရနိုင်တဲ့စီးတစ်ခုရှိနေတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကသိပ္ပံပညာရှင်အချို့ဟာအဲ့ဒီစီးကိုဖျက်ဆီးပစ်ဖို့ကြိုးစားခဲ့ကြတယ်။အဲ့ဒါကတော့လူသားနဲ့ချင်ပန်စီကိုပေါင်းစပ်ပြီး human စီလို့ခေါ်တဲ့မျိုးဆက်တတဝါအသစ်တစ်ကောင်ဖန်တီးဖို့ပါပဲ။ဒါဟာရာဇဝင်တွေပုံမြင်တွေမဟုတ်သလိုလူတွေဖန်တီးထားတဲ့ဇာတ်လမ်းလည်းမဟုတ်ပါဘူး။ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ထောက်ပံ့မှုနဲ့တကယ်တည်ရှိခဲ့တဲ့ထိတ်လန့်စရာသမိုင်းကြောင်းတစ်ခုပါဒီဇလိုင်းရဲ့အစကတော့1920ပြည့်လွန်နှစ်တွေစီကဆိုဗီယက်ယူနီယံမှာစတင်ခဲ့တာဖြစ်တယ်။အဲ့ဒီချိန်ကဆိုဗီယက်အစိုးရဟာသူတို့ရဲ့ကွန်မြူနစ်ဝါဒဘလောက်အစွမ်းထက်ကြောင်းကမ္ဘာကိုသက်သေပြချင်နေခဲ့ပါတယ်။သူတို့ဟာဖျားသခင်ရဲ့ဖန်ဆင်းမှုကိုစိန်ခေါ်ပြီးလူသားတွေကသာအရာရာကိုဖန်တီးနိုင်တယ်ဆိုတာကိုပြသဖို့အတွက်စူပါစစ်တီတော်တွေလိုချင်နေခဲ့တာပါ။အဲ့ဒီချိန်မှာနာမည်ကျော်ဇီဝဗေဒပညာရှင်အီလီယာအီဗန်နော့ပေါ်လာပါတယ်။သူဟာတရိတ်ဆန်မျိုးဆက်ချင်းမှာပါရီမရှင်တယောက်ဖြစ်ပြီးညီးနဲ့မြင်းကိုဆက်လို့လားတွေကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။1924ခုနှစ်မှာအီဗန်နော့ဟာဆိုဗီယက်အစိုးရစီကနေဒေါ်လာထောင်ပေါင်းများစွာထောက်ပံ့ကြေးရပြီးတဲ့နောက်သူ့ရဲ့အစီအစဉ်ကိုစတင်ခဲ့ပါတယ်။သူဟာအာဖရိကတိုက်ကဂီနီနိုင်ငံရဲ့တောနက်တွေကိုထွက်ခွာသွားခဲ့ပါတယ်။သူ့ရဲ့လက်ထဲမှာတော့လူသားအမျိုးသားတွေစီကရယူထားတဲ့တုပ်ပိုးတွေပါသွားတာပါ။တောနယ်ထဲကလျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုမှာသူဟာချင်ပန်စီမတွေကိုဖမ်းဆီးပြီးလူသားတုပ်ပိုးတွေနဲ့မျိုးဆက်ဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့သဘာဝတရားကသူ့ကိုလွယ်လွယ်နဲ့ခွင့်မပြုခဲ့ဘူး။ချင်ပန်စီမတွေဟာကိုယ်ဝင်မရရှိခဲ့တယ်လို့အချို့ဆိုရင်စသတ်မှုထမ်းကြောင်းတိတ်ဆုံးကုန်ကြတယ်။ဒါပေမဲ့အီဗန်နော့ကတော့အရှုံးမပေးခဲ့ပါဘူး။သူဟာပိုပြီးရဲတင်းပြီးကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကိုတက်လှမ်းဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒါကတော့ချင်ပန်စီရဲ့တုပ်ပိုးကိုလူသားအမျိုးသမီးတွေရဲ့တအိမ်နဲ့ထည့်သွင်းပြီးကိုဝင်ရအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။သူဟာဆိုဗီယက်ပြည်ကိုပြန်ရောက်တဲ့အခါဒီဆက်လက်မှုမှာပါဝင်မဲ့စေတနာဝန်ထမ်းအမျိုးသမီးတွေကိုလူသိရှင်ကြားစတင်ရှာဖွေခဲ့တယ်။အံ့ဩစရာကောင်းတာကသိပ္ပံပညာအတွက်ဆိုပြီးအမျိုးသမီး9ယောက်ကဒီဆက်လက်မှုမှာပါဝင်ဖို့သဘောတူခဲ့ကြတယ်။သူတို့ဟာဒူသားမဟုတ်တဲ့တတဝါတစ်ကောင်ကိုသူတို့ရဲ့ဝမ်းပိုက်ထဲမှာလာနဲ့ချီပြီးလွှတ်ထားဖို့ဆုံးဖြတ်ခဲ့ကြတာပါ။အဲ့ဒီအခါတော့ကသိပ္ပံပညာရဲ့အမည်နာမအောက်မှာလူသားဆန်မှုတွေဟာပျောက်ကွယ်လူနီးပါးဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ဇလန်းကဒီမှာရင်မပြီးသေးပါဘူး။စမ်းသပ်မှုတွေစတင်တော့မဲ့အချိန်မှာပဲထူးဆန်းတဲ့ဖြစ်ပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာတယ်။စမ်းသပ်မှုမှာအသုံးပြုမဲ့ဒီကောင်နဲ့သောအဖိုးချင်ပန်စီဟာရုတ်တရက်တည်ဆုံးသွားခဲ့သလိုအီဗန်နော့ကိုယ်တိုင်လည်းနိုင်ငံရေးရှုပ်ထွေးတွေကြားရောက်သွားပြီးပြည်နယ်နဲ့အသေးခံလိုက်ရပါတယ်။ဆိုဗီယက်ယူနီယံစမ်းသပ်မှုတွေကြာရှုံးသွားပြီးနောက်ဆယ်စုနှစ်အနည်းငယ်ကြာ1980ပြည့်လွန်နှစ်တွေမှာတော့ကမ္ဘာကြီးကိုတုံးလုံးစင်မဲ့တတဝါတစ်ကောင်ပေါ်ထွက်လာခဲ့ပါတယ်။သူ့ရဲ့နာမည်ကအိုလီဗာဟာအာဖရိကတိုက်ကွန်ဂိုနိုင်ငံရဲ့တောနယ်ထဲကနေဖမ်းဆီးရမိခဲ့တဲ့ချင်ပန်စီတစ်ကောင်ဖြစ်ပေမဲ့သူဟာတာမန်ချင်ပန်စီတွေနဲ့လုံးဝမတူပါဘူး။သူ့ကိုပထမဆုံးမြင်လိုက်ရတဲ့သူတိုင်းဟာအံ့ဩတုန်လှုပ်သွားကြတယ်။အိုလီဗာဟာတခြားချင်ပန်စီတွေလိုခြေလက်လေးပတ်နဲ့သွားလာတာမျိုးမဟုတ်ပဲလူတွေလိုပဲကြောရုပ်ကိုမမတ်ဆန့်ပြီးခြေထောက်နှစ်ဖက်နဲ့ကျွမ်းကျင်စွာလက်လျှောက်တက်တာကအဓိကအကြောင်းရင်းပါပဲ။ပိုပြီးထူးဆန်းတာကတော့သူ့ရဲ့မျက်နှာသွေးမြင်ဖြစ်တယ်။သူ့ရဲ့နှရွက်တွေကသေးငယ်ပြီးမေးရိုးပုံစံကလည်းလူနဲ့အတော်လေးတူနေပါတယ်။အဲဒီခေတ်ကသတင်းမီဒီယာတွေကတော့အိုလီဗာကိုကမ္ဘာပထမဆုံး human စီလို့ခေါ်တဲ့လူနဲ့မြောက်မျိုးဆက်တတဝါဖြစ်ဟိုးလေးချော်ချော်ကြေညာခဲ့ကြပါတယ်။အိုလီဗာရဲ့အပြုအမူတွေကလည်းသိပ္ပံပညာရှင်တွေကိုခေါင်းခဲစေခဲ့ပါတယ်။သူဟာတခြားချင်ပန်စီတွေနဲ့တူတူနေရတာကိုမနှစ်သက်ပါဘူး။သူတို့နဲ့တူအော်ဟစ်ဆော့ကစားတာမျိုးလည်းမလုပ်ပါဘူး။အဲ့ဒီအစားသူဟာလူသားတွေနဲ့ပဲရောရောနှောနှောနေနေတာဖြစ်ပါတယ်။အိုလီဗာဟာမနက်ခင်းမှာကော်ဖီတောက်ရတာကိုကြိုက်တယ်။ညနေပိုင်းမှာဝိုင်တစ်ခွက်နဲ့ပန်းဖြေရတာကိုနှစ်သက်တယ်လို့ TV ရှေ့မှာထိုင်ပြီးအစီအစဉ်တွေကိုစိတ်ဝင်စားကြည့်ရှုတတ်ပါတယ်။လူတွေရဲ့အမူအရာကိုအကုန်လိုက်လုံနိုင်တဲ့သူ့ရဲ့စွမ်းရည်ကြောင့်လူတော်တော်များများကသူ့မှာလူသားတစ်ဝက်ပါဝင်နေရလို့တထစ်ချယုံကြည်ခဲ့ကြပါတယ်။ဒါလည်းမကသေးပါဘူး။အိုလီဗာရဲ့မျိုးရိုးဗီဇကိုစစ်ဆေးဖို့ကြိုးစားခဲ့ကြတဲ့အစောပိုင်းကောလာဟာလာတွေအရသူ့မှာခရိုမိုဆိုး48ခုရှိရလို့သတင်းတွေထွက်လာခဲ့ပါတယ်။လူမှာ46ခုရှိပြီးတော့ချင်ပန်စီမှာ48ခုရှိတဲ့အတွက်48ခုဆိုတာဟာတကယ့်ကိုမျိုးဆက်တွေသားတစ်ခုရဲ့တက်သေးပါပဲ။ဒီသတင်းကြောင့်အိုလီဗာဟာကမ္ဘာဈေးကြီးဆုံးနဲ့လူစိတ်ဝင်စားမှုအခံရဆုံးတက်တော်ဝါဖြစ်လာခဲ့ပါတယ်။ဒီဘဟယ်လီရဲ့နောက်ွယ်မှာတော့ပို့ပြီးတော့နှံ့နေတဲ့အချက်တွေရှိနေပါတယ်။အိုလီဗာဟာတကယ်ပဲဓာတ်ခွဲခန်းတစ်ခုကနေလျှို့ဝှက်မွေးဖွားလာခဲ့တဲ့မျိုးဆက်တက်တော်ဝါလား။ဒါမှမဟုတ်သူဟာသဘာဝတရားကဖန်တီးလိုက်တဲ့မျိုးရိုးဗီဇဖောက်ပြန်မှုတစ်ခုပဲလားဆိုတာကိုသိဖို့အတွက်1990ပြည့်လွန်နှစ်တွေမှာခေတ်မီဒီယာနဲ့စစ်ဆေးချက်တွေကိုအသုံးပြုခဲ့ကြပါတယ်။ထွက်ပေါ်လာတဲ့အဖြေကတော့အားလုံးကိုမှင်သက်သွားစေခဲ့တယ်။အိုလီဗာရဲ့ခရိုမိုဆိုးရေတွက်ဟာ48ခုဖြစ်နေပြီး
သူဟာမျိုးဆက်မဟုတ်ပဲတာမန်ချင်ပန်စီတစ်ကောင်သာဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအဖြေတွေအားလုံးရဲ့အဆုံးသတ်မဟုတ်ခဲ့ပါဘူး။သိပ္ပံပညာရှင်တွေဟာအိုလီဗာဘာကြောင့်ဒီလောက်ထိလူနဲ့တူတဲ့အမူအရာတွေရှိနေရလဲဆိုတာကိုဒီနေ့အထိတိကျစွာမရှင်းပြနိုင်သေးပါဘူး။အိုလီဗာဟာလူသားတွေရဲ့စူးစမ်းလိုစိတ်နဲ့ဖျော်ဖြေလောကကြားမှာအယုတ်တရုတ်လိုအသုံးချခံခဲ့ရပြီးသူ့ရဲ့ဘဝနောက်ဆုံးချိန်တွေကိုတရိတ်ဆန်ကြီးဟာတစ်ခုမှအထီးကျန်စွာကုန်လွန်စေခဲ့ရပါတယ်။အိုလီဗာရဲ့ဇလန်းဟာပြီးဆုံးသွားခဲ့ပြီဆိုပေမဲ့တခြားတစ်ဖက်မှာတော့ပုံမကြောက်ရွံ့ကောင်းတဲ့လျှို့ဝှက်စမ်းသပ်မှုတွေကအာရှတိုက်တနေရာမှာတိတ်တဆိတ်စတင်နေခဲ့ပါပြီ။အာရှတိုက်ရဲ့အင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်ပြည်ရဲ့တကားပိတ်တစ်ခွဲကနေထဲမှာပိုပြီးတုံ့လောက်စရာကောင်းတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာကောလာဟာလာတတ်မဟုတ်ပဲအဲ့ဒီချိန်ကစမ်းသပ်မှုမှာပါဝင်ခဲ့တဲ့သိပ္ပံပညာရှင်ကိုယ်တိုင်ဖွင့်ဟဝန်ခံခဲ့တဲ့အမောင်ဖုံးခဲ့တဲ့သမိုင်းကြောင်းတစ်ခုပါ1960ပြည့်လွန်နှစ်တွေမှာတရုတ်နိုင်ငံဟာသိပ္ပံနဲ့နည်းပညာပိုင်းမှာကမ္ဘာကိုအမိလိုက်ဖို့ကြိုးစားနေချိန်ဖြစ်ပါတယ်။အဲ့ဒီချိန်ကယဉ်ကျေးမှုတော်လှန်ရေးမတိုင်ခင်မှာတရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာလူသားနဲ့မြောက်ကိုမျိုးဆက်ဖို့လျှို့ဝှက်စီမံကိန်းတစ်ခုကိုစတင်ခဲ့ကြတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။စကားပြောနိုင်တဲ့ခိုင်းစီတာကိုနားလည်တဲ့ဒါပေမဲ့လူသားတွေလိုအခွင့်အရေးတောင်းဆိုမှမဟုတ်တဲ့စက်ရုပ်လိုအလုပ်သမားတပ်တော်အသစ်တွေကိုဖန်တီးဖို့ပါပဲ1980ခုနှစ်မှာဒေါက်တာကြည်ရှမ်းအန်လို့ခေါ်တဲ့သိပ္ပံပညာရှင်ကအံ့ဩစရာကောင်းတဲ့ထုတ်ဖော်ချက်တစ်ခုကိုလုပ်ခဲ့ပါတယ်။သူဟာ1960ဝန်းကျင်ကမြုပ်ဝတ်စမ်းသပ်မှုမှာပါဝင်ခဲ့တဲ့သူပါ။သူ့ရဲ့ပြောကြားချက်အရသူတို့အဖွဲ့ဟာချင်ပန်စီမတစ်ကောင်ကိုလူသားတုပ်ပိုးနဲ့အောင်မြင်စွာတရေအောင်လုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ပိုပြီးထင်ထင်စရာကောင်းတာကအဲ့ဒီချင်ပန်စီမဟာကိုဝင်3လအထိရှိခဲ့တယ်ဆိုတာပါပဲ။ဒါပေမဲ့ကံကြမ္မာအလှည့်ပြောင်းကရုတ်တရက်ရောက်လာခဲ့ပါတယ်။တရုတ်ပြည်မှာယဉ်ကျေးမှုတော်လှန်ရေးစတင်လာတဲ့အခါမှာတော့သိပ္ပံပညာရှင်တွေဟာဖမ်းဆီးခံရပြီးဓာတ်ခွဲကနေလည်းဖျက်ဆီးခံလိုက်ရပါတယ်။ကိုဝင်ဆောင်ထားတဲ့ချင်ပန်စီမဟာလည်းစောက်ရှောက်မဲ့သူမရှိဘဲအစာငတ်ပြက်ပြီးတိတ်ဆုံးသွားခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။တကယ်လို့သာအဲ့ဒီကိုဝင်ဟာလာစီလို့မွေးဖွားလာခဲ့ရင်ကမ္ဘာကြီးမှာပထမဆုံးသောလူသားတစ်ဝက်မြောက်တစ်ဝက်တပ်တော်ဟာတရုတ်ပြည်မှာပေါ်ထွန်းလာခဲ့မှာပါ။ဒါရင်မကသေးပါဘူး။အမေရိကန်နိုင်ငံမှာလည်းအလားတူထိတ်လန့်စရာသတင်းတွေရှိခဲ့ပါတယ်။နမဲကျော်စိတ်ပညာရှင်တဦးဖြစ်တဲ့ Gordon Garlett က1920ဝန်းကျင်မှာ American Florida ပြည်နယ်ကလျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုမှာ human စီတကောင်ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်လို့သူ့ရဲ့လောက်ပေါ်ကိုင်မဲ့သိပ္ပံပညာရှင်ဟောင်းတဦးကပြောပြခဲ့ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။သူ့ရဲ့ပြောကြားချက်အရအဲ့ဒီမျိုးဆက်တွေသားဟာလူသားမွေးကင်းစကလေးတစ်ယောက်လိုရှင်သန်ကြီးထွားလာခဲ့ပေမဲ့သိပ္ပံပညာရှင်တွေဟာကြောက်ရနေကြဖြစ်ပြီးရက်တရက်ဘက်အနေငယ်အတွင်းမှာပဲအဲ့ဒီတတော်ဝါလေးကိုတပ်ပစ်လိုက်ကြတယ်လို့ဆိုပါတယ်။ဒါဟာတကယ်ပဲလား။ဒါမှမဟုတ်သိပ္ပံလောကရဲ့ကြောက်စရာကောင်းတဲ့မျိုးပြပုံမြင်တစ်ခုလားဆိုတာကတော့စဉ်းစားစရာပါဒီလိုမျိုးဆက်မှုတွေဟာဘာကြောင့်ဒီလောက်ထိအငင်းပွားဖွယ်ဖြစ်နေရတာလဲသိပ္ပံပညာရှင်တွေဘာကြောင့် DC ကိုထက်ခါကြော်ဖက်ဖို့ကြိုးစားနေကြရလဲဆိုတာရဲ့အဖြေကကျမတို့ရဲ့ DNA ထဲမှာရှိနေပါတယ်လူသားနဲ့ချင်ပန်စီရဲ့ DNA ဟာ68%ကျော်တူညီနေတာကြောင့်ဒါဟာဖြစ်နိုင်ခြေရှိရဆိုတဲ့အယူအဆကသိပ္ပံပညာရှင်တွေကိုတွေးဆောင်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့အမှန်တကယ်လူသားနဲ့မြတ်ကိုမျိုးဆက်လိုက်ရင်ဘယ်လိုမျိုးထွက်လာမလဲသူကလူလိုတွေးခေါ်နိုင်မှာလားဒါမှမဟုတ်တရိတ်ဆန်လိုပဲပြုမှုမှာလားဆိုရဲမိဖို့နေရဲ့အဖြေကိုရှောက်ဖို့အတွက်အခုခေတ်သစ်မှာတော့ပိုပြီးအဆင့်မြင့်နဲ့ပိုပြီးတော့လည်းကြောက်စရာကောင်းတဲ့မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုတွေနဲ့စမ်းသပ်မှုတွေကပြန်လည်အသက်ဝင်လာနေပါပြီသိပ္ပံပညာရှင်တွေအဲ့လောက်ထိအတင်းကျပ်စူးစမ်းနေကြတာကလူသားနဲ့ချင်ပန်စီရဲ့ DNA ဟာ68.8%ထိတူညီနေလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ကြံရှိနေတဲ့ 1.2% သောကွာခြားချက်ကတော့တဘာဝတရားခန့်နိုင်ထားတဲ့အလွန်ခိုင်မာတဲ့တံမဏိတကားကြီးတစ်ခုလိုဖြစ်နေပါတယ်။ဒီနေရာမှာသိပ္ပံနည်းကျတားဆီးတစ်ခုကိုကြည့်မယ်ဆိုရင်အဲ့ဒါကခရိုမိုဆိုင်းရေအတွက်ပဲဖြစ်ပါတယ်။လူသားတစ်ယောက်မှာခရိုမိုဆိုင်း46ခုရှိပြီးချင်ပန်စီမှာတော့48ခုရှိပါတယ်။တကယ်လို့သာလူနဲ့မြောက်ကိုအောင်မြင်စွာမျိုးဆက်နိုင်ခဲ့မယ်ဆိုရင်မွေးဖွားလာမယ့်တတဝါဟာခရိုမိုဆိုင်း48ခုရှိလာမှာပါ။ဒီအရေးအတွက်ဟာလားတွေလိုပဲမျိုးပွားနိုင်စွမ်းမရှိတဲ့တတဝါမျိုးဖြစ်သွားစေနိုင်ပါတယ်။ဒါပေမဲ့ဒါဟာရှင်သန်ခွင့်မရှိဘူးလို့တော့မဆိုလိုပါဘူး။ဒါဆိုရင် human ကြီးတကောင်တကယ်မွေးဖွားလာခဲ့ရင်ဘယ်လိုပုံစံရှိမလဲ။သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အရသူဟာလူလိုမမတ်လမ်းလျှောက်နိုင်စွာရှိလာနိုင်တယ်လို့ချင်ပန်ကြီးတကောင်ထက်2ဆ3ဆမကပိုးတဲ့ခွန်အားမလောက်ကိုလည်းပိုင်ဆိုင်လာနိုင်ပါတယ်။ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့သူ့ရဲ့အုံနောက်ပါ။သူဟာစကားပြောတတ်မှာလား။ဒါမှမဟုတ်လူသားတွေရဲ့ဘာသာစကားကိုနားလည်ပြီးလက်ဟန်ချီရနဲ့ပြန်လည်ဆက်သွယ်နိုင်မှာလားဆိုတာကစိတ်ဝင်စားစရာပါ။ဒီအချက်တွေဟာဆစ်လောက်ရှားစရာကောင်းတယ်လို့တစ်ဖက်မှာလည်းအလွန်ကြောက်စရာကောင်းတဲ့ကျင့်ဝတ်ဆိုင်ရာပြဿနာတွေကိုတည်ဆောင်လာပါတယ်။တကယ်လို့ human စီတကောင်ရှိလာခဲ့ရင်သူ့ကိုကျမတို့ကဘယ်လိုတတ်မှတ်မလဲ။သူ့ကိုလူသားတယောက်လိုအခွင့်အရေးပေးမလား။ဒါမှမဟုတ်တရိတ်ဆိုင်ရုံထဲမှာပဲထည့်ထားမလားဆိုရဲမိကွန်းပေါင်းများစွာကလူသားတွေကိုခြောက်လန့်နဲ့ဆက်နေတော့မှာပဲ။ကျမရဲ့အထင်မြင်အယူဆကိုပြောရမယ်ဆိုရင်
သူဟာလူသားတိုင်းဝိုင်းထဲမှာလည်းဝင်ဆက်မှာမဟုတ်သလိုမြောက်အုပ်စုထဲမှာလည်းနေထိုင်နိုင်မှာမဟုတ်ပါဘူးသူဟာကမ္ဘာပေါ်မှာအထီးကျန်ဆုံးသောတတ္တဝါတစ်ကောင်ဖြစ်လာမှာပါကဲမိတ်ဆွေတို့ရောဘယ်လိုမြင်ကြသလဲကောမန့်မှာပြောပြခဲ့ကြပါအောင်နော်2000ပြည့်လို့နှစ်တွေမှာတော့သိပ္ပံပညာဟာပုံမအဆင့်မြင့်လာပါတယ်အခုအခါမှာတော့တုပ်ပိုးနဲ့မျိုးဥကိုဓာတ်ရိုက်ပါဆက်တာထက်ပိုပြီးစမ်းပြတဲ့ Chimera လို့ခေါ်တဲ့စမ်းသပ်မှုတွေပေါ်ပေါက်လာပါတယ်ဒါဟာတိရစ္ဆာန်သတိသားလောင်းနေတဲ့ကိုလူသားဆဲတွေထည့်သွင်းပြီးကြီးထွားစေတာပါဂျပန်နဲ့အမေရိကန်ကဓာတ်ခွဲခန်းအချို့မှာဝက်သို့မဟုတ်ကြွက်တွေရဲ့ခန္ဓာကိုယ်ထဲမှာလူသားရဲ့အင်္ဂါစိတ်ပိုင်းတွေကိုပွားများဖို့စမ်းသပ်နေကြပြီဖြစ်ပါတယ်ဒီနေရာမှာလူတွေစိုးရိမ်နေကြတာကလူသားအုံနောက်ဆဲတွေကိုတိရစ္ဆာန်တွေထည့်သွင်းလိုက်ရင်အဲ့ဒီတိရစ္ဆာန်ဟာလူလိုစဉ်းစားတွေးခေါ်နိုင်စွာရှိလာမလားဆိုတာပါပဲတကယ်လို့သာချင်မန်စီတစ်ကောင်ရဲ့အုံနောက်ထဲမှာလူသားဆဲတွေဖွံ့ဖြိုးလာခဲ့ရင်အဲ့ဒါဟာကျမတို့ကြောက်နေတဲ့ human ကြီးအစစ်မှန်ဖြစ်လာနိုင်ပါတယ်သိပ္ပံပညာရှင်တွေကတော့ဒါဟာဆေးပညာအတွက်ယောဂကုသဖို့အတွက်လို့အကြောင်းပြကြပေမဲ့တဘာဝတရားရဲ့စီးမင်းကိုဖောက်ဖျက်တဲ့ဒီလုပ်ရက်တွေဟာနောက်ဆုံးမှာဘလို့အကျိုးဆက်မျိုးကိုတက်ဆောင်လာမလဲဆိုတာဘယ်သူမှမသိနိုင်ကြပါဘူးကျမတို့ဟာကိုယ့်ကိုယ်ဖန်ဆင်းရှင်လို့ထင်မှတ်ပြီးမှားယွင်းတဲ့ခြေလမ်းတစ်ချက်နင်းမိလိုက်တာနဲ့ပြန်ပြင်လို့မရတဲ့ငရဲကန်းတစ်ခုကိုဖန်တီးမိတဲ့သားဖြစ်သွားနိုင်ပါတယ်အခုဆိုရင်ကျမတို့ဟာလူသားနဲ့မြောက်မျိုးဆက်ချင်းဆိုတဲ့အမောင်ဖုံးနေတဲ့တမိုင်းချောင်းရဲ့နောက်ဆုံးဆင့်ကိုရောက်ရှိလာပါပြီသိပ္ပံပညာရှင်တွေဟာအတိတ်ကကြာရှုံးမှုတွေကနေသင်ခန်းစာယူပြီးဒီစီမံကိန်းကိုရပ်တန့်လိုက်ကြတာမဟုတ်ပဲပို့ပြီးတော့ကြောက်ရွံ့ကောင်းတဲ့ပုံစံနဲ့အသွင်ပြောင်းလှုပ်ရှားနေကြတာဖြစ်ပါတယ်ဒီကနေ့ခေတ်မှာ human Z ဆိုတဲ့စကားလုံးဟာဓာတ်ခွဲခန်းတွေထဲမှာဓာတ်ရိုက်အသုံးမပြုတော့ပေမဲ့ human animal chimera ဆိုတဲ့အမည်အသစ်နဲ့ရှင်းသန်နေကြပါပဲ2019ခုနှစ်မှာစပိန်နဲ့အမေရိကန်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာတရုတ်နိုင်ငံကဓာတ်ခွဲခန်းတစ်ခုမှာလူသားဆက်တွေပါဝင်တဲ့မြောက်တရေသားလောင်းတွေကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်သူတို့ဟာအဲ့ဒီတရေသားတွေကို14ရက်အထိရှင်သန်အောင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ်ဒါဟာကျမတို့ညှင်းပယ်ခဲ့ကြတဲ့ human Z စီမံကိန်းရဲ့ခေတ်သစ် version ပဲဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကတော့ဒါဟာလူသားတွေအတွက်အစားထိုးကုသဖို့အင်္ဂါစိတ်ပိုင်းတွေထုတ်လုပ်ဖို့ပါလို့အကြောင်းပြချက်ပေးကြပါတယ်ဒါပေမဲ့ဒေဂွန်ထုတ်ဆရာကတကယ်လို့အဲ့ဒီတရေသားလောင်းကိုဓာတ်ခွဲခန်းထဲမှာဖျက်ဆီးမပစ်ပဲတအိမ်နဲ့ထည့်သွင်းပြီးမွေးဖွားလာအောင်လုပ်ခဲ့မယ်ဆိုရင်ဘာဖြစ်မလဲဆိုတာပါပဲကျမတို့ဟာလူသားတစ်ပိုင်းမြောက်တစ်ပိုင်းသတ္တဝါတွေကိုကျမတို့ရဲ့ကိုယ်ပွားတွေဖြစ်ဒါမှမဟုတ်ကျမတို့ရဲ့အင်္ဂါအစိတ်ပိုင်းအပေါ်ပစ္စည်းတွေဖြစ်အသုံးချဖို့ထိရက်ဆက်ကြတော့မှာလားဆိုတာစဉ်းစားစရာပါဒါဟာသိပ္ပံပညာရဲ့တိုးတက်မှုလားဒါမှမဟုတ်လူသားတွေရဲ့ကိုယ်ကျင်တရားပြတ်သုံးမှုလားဆိုတာကလည်းအငင်းပွားစရာဖြစ်နေတော့မှာပဲတဘာဝတရားဟာသူ့ရဲ့ကိုယ်ပိုင်စီးမင်းနေတဲ့သူရှိနေရပါလူသားနဲ့မြောက်ကြားက1.2%သော DNA ကွာခြားချက်ဟာကျမတို့ကိုလူသားဖြစ်တည်ရှိစေသလိုသူတို့ကိုလည်းသူတို့ရဲ့ကိုယ်ပိုင်လူလက်ခွင့်နဲ့တည်ရှိစေပါတယ်ဒီစီးကိုကြောက်ဖြတ်ဖို့ကြိုးစားခြင်းဟာနောက်တစ်ချိန်မှာကျမတို့ထိန်းချုပ်လို့မရတဲ့ဘေးထွက်ဆိုးကျိုးတွေကိုတက်ဆောင်လာနိုင်ပါတယ်ဥပမာအားဖြင့်တရိတ်ဆန်နေစီကနေလူသားတွေစီကူးဆက်လာမဲ့အမည်မသိ virus အသစ်တွေဒါမှမဟုတ်ညံရင်မြင့်မားလာတဲ့တရိတ်ဆန်တွေနဲ့လူသားတွေကြားကပြိပခါတွေဖြစ်လာနိုင်ပါတယ်အီဗန်နော့ရဲ့စမ်းသပ်မှုကနေအိုလီဗာရဲ့ဝမ်းနည်းစရာဘဝဆက်ကြောင်းထိပြီးတော့အခုခေတ်သစ်မျိုးဗီဇပြုပြင်မှုတွေအထိလူသားတွေဟာဖန်ဆင်းရှင်တရားကိုဝင်ယူဖို့အပြင်းထန်ကြိုးစားနေကြတော့မှာပဲဒါပေမဲ့တခုတော့သတိရဖို့လိုပါတယ်ကျမတို့ဟာတဘာဝတရားကိုအနိုင်ယူဖို့ကြိုးစားရင်းနဲ့နောက်ဆုံးမှာတော့ကျမတို့ကိုယ်တိုင်ပဲတဘာဝတရားရဲ့အဖြစ်ပေးမှုကိုပြန်လည်ခံစားရနိုင်တယ်ဆိုတာပါပဲ Human Z Project ဆိုတာဟာတမိုင်းစာမျက်နှာတွေကပုံမြင်တစ်ပုဒ်မဟုတ်ပါဘူးဒါဟာကျမတို့ရဲ့အနာဂတ်မှာဘယ်လိုမျိုးဘေးရန်တွေရှိနေနိုင်တယ်လဲဆိုတာကိုသတိပေးနေတဲ့အချက်ပေးခေါင်းဆောင်တစ်ခုသာဖြစ်ပါတော့တယ်